အရန်ရှိခါကအဲ့ဒီကဘာကြီးဟာညမောင်ချင်းနဲ့အလဲ့အပြောင်းနဲ့ပြီးနှက်နေတဲ့တနေရာကလူရဲမှုတွေနဲ့ဖြစ်ပွားနေခဲ့တယ်လူတွေနဲ့မနက်သားတွေဟာအလင်းကိုပိုင်ဆိုင်ဖို့အတွက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတာပါသူတို့တိုင်းပြန်ရာငင်းချမ်းရေးကိုပြန်လည်ရရှိစေဖို့ဂျေဇဲလို့ခေါ်တဲ့ဂုံသတင်းရှင်တယောက်ပေါ်ထွက်လာခဲ့တယ်အဲ့ဒီဘဝကိုပြောင်းလဲစေဖို့ပြုလုပ်ဖို့ပဲသူ့တာဝန်ဒါပေမဲ့သူ့စစ်စင်ရေးဟာရိုးရှင်းတဲ့အရာမျိုးမဟုတ်ဘူးအင်အားကြီးမားတဲ့မနက်သားတွေကိုရင်ဆိုင်ရပြီးအခက်ခဲတွေကိုကြော်ဖြတ်ရမယ်ခက်ခဲတဲ့လမ်းကြောင်းပါပထမဆုံးတိုက်ခိုက်ရမှာဂျေဇဲကရိုဂျီယာဂျာဆိုတဲ့အင်အားကြီးတဲ့မနက်သားတယောက်နဲ့ရင်ဆိုင်ခဲ့တဲ့အဲ့သူဟာမြို့ကြီးတွေကိုဖျက်ဆီးပြီးလူထောင်ပေါင်းများစွာကိုကျူးကျော်ထားသူပါအင်အားကြီးပြီးမပေးဝေလိုသူဖြစ်ခဲ့ပေမဲ့ဂျေဇဲကရိုဂျီယာဂျာကိုရှုံးနိမ့်စေပြီးပြည်သူတွေစီကလွတ်မြောက်စေခဲ့တယ်ဒါပေမဲ့ဒါကသူခီးစဉ်ရဲ့စတင်တာဖြစ်ခဲ့တာပါရဲရဲတောက်တဲ့အောင်ပွဲတိုင်းရဲ့နောက်မှာဂျေဇဲကအေဇိုလို့ခေါ်တဲ့မဟာစွမ်းရည်ရှိတဲ့ပညာရှိတယောက်နဲ့တွေ့ဆုံခဲ့တယ်သူကဂျေဇဲရဲ့ဘဝကိုအမြဲပြောင်းဤဖို့ခံမှန်းချက်တစ်ခုကိုပြောပြခဲ့တယ်အဲ့ဒီခံမှန်းချက်ကတော့ဂျေဇဲကဒေဆာထိုကေဂျေဖလိုနမေကြီးတဲ့လက်နက်ကိုရှာဖွေရန်ရွေးချယ်ခံထားရတာဖြစ်ပြီးအဲလက်နက်ကမနက်သားကောင်းဆောင်ဘောရသကိုဖျက်ဆီးနိုင်မှာဖြစ်တယ်လို့ပြောခဲ့တာပါဒေဆာထိုကေဂျေဖကိုရှာဖွေရန်ထေဇဲကကမ္ဘာအဆုံးတိုင်ခီးထွက်ပြီးအနေအများဆုံးသောတတဝါတွေနဲ့တိုက်ပွဲဝင်ရမှာဖြစ်တဲ့ခီးမှာသူ့နဲ့တွေ့ခဲ့တဲ့လူငယ်သူခိုးမလေးဝိုင်ဗိုလည်းပါလာပြီးသူ့ရဲ့အမြဲတမ်းယုံကြည်ရသူဖြစ်လာခဲ့တယ်သူတို့နှစ်ယောက်အတူတူအနေအတွေနဲ့ရင်ဆိုင်ပြီးအတားအဆီးများကိုကြော်ဖြတ်သွားခဲ့ရမှာသူတို့ရဲ့တန်ရောစင်တွေပိုပြီးခိုင်မြဲလာခဲ့တယ်နောက်ဆုံးမှာသူတို့ဒက်ဆတ်ထိုကေဂျေဗာကိုဝတ်ထားတဲ့နေရာကိုရောက်ရှိခဲ့ပြီးအဲ့ဒီမှာဘော်သာနဲ့သူ့ရဲ့မနက်သားတပ်ဖွဲ့တွေကလည်းစောင့်ကြိုနေခဲ့ကြတယ်ကြီးမားတဲ့တိုက်ပွဲကပေါ်ပေါက်လာပြီးဂေဇဲကသူ့ရဲ့အင်အားနဲ့ရဲစွမ်းတတိအားလုံးကိုသုံးပြီးဘော်သာနဲ့သူ့ရဲ့နောက်လိုက်တွေကိုရင်ဆိုင်ခဲ့ရတယ်တိုက်ပွဲအလယ်မှာဂျေဇဲကဒက်ဆတ်ထိုကေဂျေဗာကိုရှာဖွေတွေ့ရှိပြီးအဲ့ဒီအင်အားနဲ့ဘော်သာကိုဖျက်ဆီးကအမောင်ထုကိုအဆုံးသတ်နိုင်ခဲ့တဲ့ဘော်သာရဲ့အရှုံးနဲ့အတူကဘာကြီးတဲ့ငင်းချမ်းရေးပြန်လည်ရောက်ရှိလာပြီးဂေဇဲဟာမျိုးဆက်ပေါင်းများစွာအမတ်ရနေမဲ့ဒနာရီတစ်ခုဖြစ်ခဲ့တယ်ဒါပေမဲ့သူ့ဇက်လန်းဟာအဲ့ဒါနဲ့အဆုံးမသက်ပါဘူးဂေဇဲကမကောင်းမှုတွေဟာအချိန်မရွေးပြန်လာနိုင်တယ်ဆိုတာသိထားပြီးအမြဲတမ်းအသင့်ဖြစ်နေခဲ့တယ်နှစ်ပေါင်းများစွာနောက်ပိုင်းမှာချိန်ချောက်မှုအသစ်တစ်ခုပေါ်ပေါက်လာခဲ့တဲ့ရှိုးဝက်ဆန်းကျဲတဲ့ပုံကိုယ်တယောက်ဦးဆောင်တဲ့မနက်သားအုပ်စုဟာမျိုးတွေကိုတိုက်ခိုက်ပြီးဗရန်ပရာတွေပြန်လည်ဖမ်းတီးလာခဲ့တဲ့အခုတော့အသက်ကြီးပြီးပိုမိုရင်းကျက်လာတဲ့ဂျေဇဲဟာတိုက်ပွဲတွေကိုပြန်ဝင်ဖို့ဆုံးဖြတ်ခဲ့တဲ့ခီးမှာလဲမဟာမိတ်အသစ်တွေနဲ့တွဲဆုံကရန်သူအသစ်တွေကိုရင်ဆိုင်ရင်းကဘာကြီးကိုကာကွယ်ဖို့သူ့ရဲ့စိတ်ပိုင်းဖြတ်မှုဟာမပြောင်းလဲခဲ့ပါဘူးနောက်ဆုံးတိုက်ပွဲမှာဂျေဇဲကချိန်ချောက်မှုအသစ်ရဲ့ခေါင်းဆောင်နဲ့ရင်ဆိုင်ပြီးအနိုင်ရခဲ့ပေမဲ့ကြီးမားတဲ့ပေးဆက်မှုတစ်ခုရှိခဲ့ပါတယ်။ဂျေဇဲဟာပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးသူ့ရဲ့အချိန်တွေကုန်ဆုံးတော့မယ်ဆိုတာသိခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကံကြမ္မာကိုဖျက်ဤဆေးပေးနိုင်ခဲ့ပြီဖြစ်လို့သူဟာအေဂျင့်စွာရှိနေခဲ့ပါတယ်။သူမတေဆုံးခင်မှာဂျေဇဲကဒက်ဆတ်ထိုရဲ့ဂျေဇာကိုသူရဲကောင်းတစ်တယောက်ထံလွှဲပြောင်းပေးခဲ့ပြီးသူ့ရဲ့အမွေအနှစ်ကိုစက္ကန့်ကဘာကြီးကိုကာကွယ်ဖို့မှာကြားခဲ့ပါတယ်။ဒါကြောင့်ဂျေဇဲရဲ့ဒနာရီဟာအလင်းအတွက်တိုက်ပွဲဝင်နေသူအားလုံးအတွက်မျော်လင့်ချက်နဲ့တတိရဲ့ပြရုပ်တစ်ခုအဖြစ်ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ဇလန်းရဲ့အစမှာတော့ဂျေဇဲဆိုတဲ့လူငယ်တယောက်ရှိခဲ့ပြီးသူဟာမနက်သားတွေကိုလိုက်လံနေနေတဲ့စစ်တီတော်အုပ်စုရဲ့အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။ဒီနေ့မှာတော့မစ်ရှင်တစ်ခုအတွင်းဂျေဇဲဟာအင်အားကြီးတဲ့မနက်သားတယောက်ရဲ့တိုက်ခိုက်မှုကိုခံရပြီးတေဆုံးတော့မဲ့အခြေအနေနဲ့ကြံရစ်ခဲ့ပါတယ်။ဒါပေမဲ့တေဆုံးမဲ့အစားဂျေဇဲဟာနတ်ဖျားစွမ်းအားတွေနဲ့ပြန်လည်နိုးထလာခဲ့ပြီးမနက်သားတွေကိုအလွယ်တကူဖျက်ဆီးနိုင်တဲ့စွမ်းအားကိုရရှိခဲ့ပါတယ်။ဒီစွမ်းအားတဲ့နဲ့အတူဂျေဇဲဟာသူ့ရဲ့အဖွဲ့စီကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့ပေမဲ့အရာအလုံးပြောင်းလဲသွားပြီဆိုတာသူသိလိုက်ရပါတယ်။သူ့ရဲ့အဖွဲ့ထဲကိုမနက်သားတွေထိုးဖောက်ဝင်ရောက်နေပြီးသူ့ရဲ့မဟာမိတ်ဟောင်းတို့အေဟာရန်သူတွေဖြစ်ကုန်ကြပါပြီ။ဂျေဇဲဟာသူ့ရဲ့သူငယ်ချင်းဟောင်းတွေကိုဖျက်ကျော်တိုက်ခိုက်ပြီးမနက်သားကောင်းဆောင်ကိုရှာဖွေကဒီချင်းချောက်မှုကိုအဆုံးသတ်ရပါမယ်။လန်ခီမှာသူဟာဂါဟေဗိုဆိုတဲ့အမျိုးသမီးငယ်တယောက်နဲ့တွေ့ဆုံခဲ့ပြီးသူမဟာလည်းမနက်သားမှုဆိုးတယောက်ဖြစ်ကသူ့ရဲ့ခီးစဉ်မှာပူးပေါင်းပါဝင်ခဲ့ပါတယ်။သူတို့နှစ်ယောက်အတူတူအနေအများစွာကိုရင်ဆိုင်ခဲ့ပြီးကဘာကြီးကိုဖျက်ဆီးဖို့ကြံစီနေတဲ့အမောင်ထုရဲ့ပူးပေါင်းကြံစီမှုကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။မနက်သားတွေရဲ့ခေါင်းဆောင်ဟာတကယ်တော့အလင်းရဲ့စွမ်းအားကိုသုံးပြီးကဘာကိုအုပ်ချုပ်ခြင်းနဲ့နတ်ဖျားဟောင်းတယောက်ဖြစ်နေတာကိုသူတို့သိလိုက်ရပါတယ်။ဂျေဇဲနဲ့ဝိုင်ဗိုတို့ဟာဒီနတ်ဖျားဟောင်းကိုတားဆီးပြီးကဘာကြီးကိုကယ်တင်ဖို့နေလန်းရှာရပါမယ်။နောက်ဆုံးတိုက်ပွဲမှာဂျေဇဲဟာသူ့ရဲ့နတ်ဖျားစွမ်းအားကိုသုံးပြီးရန်သူကိုအနိုင်ယူကဘာကြီးရဲ့ဟန်ချက်ညီမှုကိုပြန်လည်ထိန်းညှိပေးခဲ့ပါတယ်။ချင်းချောက်မှုတွေပြီးဆုံးသွားတဲ့အခါဂျေဇဲနဲ့ဝိုင်ဗိုတို့ဟာမနက်သားမှုဆိုးတွေအဖြစ်ဆက်လက်ရပ်တည်ပြီးအနာဂတ်အနေအရာတွေကိုကာကွယ်ဖို့ဆုံးဖြတ်ခဲ့
ကြားပါတယ်ဇလန်းရဲ့အဆုံးမှာတော့ချေသဲရနဲ့ဝါယဗိုတို့ဟာအနာဂတ်ရဲ့စင်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အသင့်ရှိနေကြပါတယ်ဒါပေမဲ့ချေသဲရရဲ့ဒနာရီဟာမပြီးဆုံးသေးပါဘူးသူ့ရဲ့အမိဟာကဘာကြီးကိုအမောင်ထုထဲကကယ်တင်ခဲ့တဲ့သူရဲကောင်းဖြစ်မျိုးဆက်ပေါင်းများစွာတည်ရှိနေမှာပါသူ့ရဲ့နတ်ဖျားဆွမ်းအားဟာတရားမျှတမှုနဲ့ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်နေသူအားလုံးကိုဆက်လက်ခွန်အားပေးနေမှာပါကဘာကြီးဟာအမောင်ထုနဲ့ဗရန်ပရာတွေရှိနေနိုင်ပေမဲ့ချေသဲရလိုသူရဲကောင်းတွေရှိနေတဲ့၍မျှော်လင့်ချက်အမြဲရှိနေမှာအာဘာအလင်းဟာအမောင်ထုကိုအမြဲတမ်းအနိုင်ယူမှာဖြစ်ပြီးကောင်းမှုဟာမကောင်းမှုကိုအမြဲတမ်းအောင်နိုင်မှာပါဒါဟာမနက်သားတယောက်ရဲ့လက်မှာတည်ဆုံးခဲ့ပြီးနတ်ဖျားဆွမ်းအားနဲ့ပြန်လည်နိုးထလာခဲ့တဲ့ချေသဲရရဲ့ဇလန်းပဲဖြစ်ပါတယ်တတိပေးဆက်မှုနဲ့အလင်းနဲ့အမောင်ကြားကထာဝရတိုက်ပွဲအကြောင်းဇလန်းတပုတ်ပါအလင်းရဲ့ဆွမ်းအားကိုယုံကြည်သူအားလုံးရဲ့နှလုံးသားထဲမှာဒီဇလန်းဟာထာဝရရှင်သန်နေမှာပါဒါဟာအဆုံးသက်လားဒါမှမဟုတ်အစပြုခြင်းလားအချိန်ကပဲပြောပြပါလိမ့်မယ်ဒါပေမဲ့တခုတော့သေချာပါတယ်ခေသဲရရဲ့ဒနာရီဟာဘယ်တော့မှမေ့ပြောက်သွားမှာမဟုတ်ပါဘူးချေသဲရဟာသူ့ရဲ့ဘဝတစ်ခုလုံးကိုမနက်သားတွေကိုတိုက်ခိုက်ရင်းကုံဆုံးခဲ့တဲ့စစ်တီတော်တစ်ယောက်ပါဒါပေမဲ့သူ့ရဲ့နောက်ဆုံးမစ်ရှင်မှာအရာအလုံးကိုပြောင်းလဲစေမယ်ရှာဖွေတွေ့ရှိမှုတစ်ခုကိုသူရရှိခဲ့ပါတယ်သူဟာကဘာကြီးကိုအုပ်ချုပ်နိုင်တဲ့ဒါမှမဟုတ်မကောင်းဆိုးဝါးတွေရန်ကကာကွယ်ပေးနိုင်တဲ့အင်အားအကြီးဆုံးလက်နက်ဖြစ်တဲ့ဒဲဆာထိုရဲ့ရေးတဲ့အကြောင်းဖော်ပြထားတဲ့ခံမှန်းချက်ကိုရှာတွေ့ခဲ့ပါတယ်ခံမှန်းချက်ရဲ့အဆုံးမှာအင်လဇိုကရေးတဲ့ကိုအဆောင်လက်ဖွဲ့ရဲ့ချီနှောင်မှုကနေလွတ်မြောက်အောင်လုပ်ပေးနိုင်ပေမဲ့ဒါစီကိုလမ်းပြပေးမဲ့သူဆုံးရှုံးသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါဟာသူလုပ်ရမယ့်ဆုံးဖြတ်ချက်တစ်ခုပါသူဟာလွတ်လပ်မှုကိုရွေးချယ်မလားဒါမှမဟုတ်ခီးစဉ်ကိုဆက်သွားမလားချဲသေးတဲ့ဟာသူ့ရဲ့လွတ်လပ်မှုကိုပဲရွေးချယ်ခဲ့ပါတယ်နောက်တနေ့မနက်မှာဂါဒဗိုဟာအဆောင်လက်ဖွဲ့နဲ့အတူပျောက်ကွယ်သွားခဲ့ပြီးသူတို့ဟာအရဗေးဇီလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့သူခိုးအုပ်စုရဲ့ဝိုင်းရံခြင်းကိုခံခဲ့ရပါတယ်အရဗေးဇီဟာဝါဒဗိုရဲ့မိခင်ဖြစ်ပြီးသူတို့ကိုထောင်ချောက်ထဲကိုခေါ်ဆောင်လာခဲ့တဲ့တစ္ဆာဖောက်တစ်ယောက်ဖြစ်နေပါတယ်သူမဟာအဆောင်လက်ဖွဲ့အကြောင်းသိထားပြီးဂေဒဲကချီနှောင်မှုကိုဖျက်တောက်လိုက်တဲ့အချိန်ဟာသူတို့ကိုတစ္ဆာဖောက်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်သူမရဲ့တစ္ဆာဖောက်မှုအတွက်ဝါဒဗိုဟာသူခိုးကွန်းရဲ့အမတ်အသားကိုရရှိခဲ့ပါတယ်အခုတော့သူမဟာသူတို့တဲကတယောက်ဖြစ်သွားပါပြီဒါပေမဲ့ဂျေသဲကတော့သူတို့ဖယ်ရှားရမယ့်ပြဿနာတစ်ခုဖြစ်နေပါတယ်အဲလ်ဇဗစ်စီကစကားပြောနေစဉ်မှာအင်လဇိုကမြေကြီးကိုကာထာတွေရွတ်ဆိုလိုက်ပြီးမကြခင်မှာပဲတေဆုံးနေတဲ့တတဝါတွေဟာနိုးထလာခဲ့ပါတယ်ကြီးမားပြီးရက်ဆက်တဲ့တတဝါတွေဟာစခန်းကိုတိုက်ခိုက်ခဲ့ကြပါတယ်သူတို့ရဲ့အင်အားဟာတန်မာတဲ့လူသားတစ်ယောက်ကိုတောင်အပိုင်းပိုင်းပြတ်သွားစေနိုင်ပြီးဗရန်ပရာတွေဖြစ်ကုန်ပါတယ်အဲလ်ဗီဇီဟာတတဝါတွေရဲ့လက်မှာကျဆုံးသွားခဲ့ပြီးဂေဒဲကအဆောင်လက်ဖွဲ့ကိုပြန်လည်ရရှိခဲ့ပါတယ်အရာအလုံးဆုံးရှုံးတော့မဲ့အချိန်မှာအင်လဇိုကသူ့ရဲ့ပုလွေကိုစတင်မို့လိုက်ပြီးတတဝါတွေဟာငြိမ်သက်သွားကသူတို့ရဲ့နေရာကိုပြန်သွားခဲ့ကြပါတယ်ဒါကြောင့်ငါတို့ရဲ့သူရဲကောင်းတွေဟာလွတ်မြောက်ခဲကြပါတယ်အဆောင်လက်ဖွဲ့ကိုရရှိထားတဲ့ဂျေသဲဟာတဲဆာထိုရဲ့ရေးဗယ်ကိုခေါ်ယူနိုင်တဲ့စွမ်းအားရှိတဲ့မင်းသားတိုးယန်စီကိုလမ်းပြခြင်းခံခဲ့ရပါတယ်ဒါကြောင့်သူဟာအဲ့ဒါကိုမင်းသားစီလွှဲပြောင်းပေးခဲ့ပါတယ်ဒါပေမဲ့ဂျေသဲဟာဆုလပ်ကိုရရှိမှာမဟုတ်ပါဘူးအဲ့ဒီအစာမင်းသားကသူ့ကိုတပ်ဖို့နဲ့အဆောင်လက်ဖွဲ့ကိုတင်းယူဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ထားတဲ့အဲ့ဒီတွေရောက်လာပြီးလူသားတွေနဲ့မနက်သားတွေကြားတိုက်ပွဲဟာပြန်လည်ဆက်တင်ခဲ့ပါတယ်။ဒိုဇဲဂျာဟာဒုတိယအကြိမ်အခွင့်အရေးအတွက်ပြန်လာခဲ့ပေမဲ့ဒီတစ်ကြိမ်မှာတော့သူဟာငရဲပြည်ရဲ့စွမ်းအားကိုပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့ကျိန်စာတင်လက်နဲ့ခြေသေးကိုထိုးနှက်နိုင်ခဲ့ပေမဲ့ဝိုင်ဗိုကရောက်လာပြီးသူ့ကိုကယ်တင်ခဲ့ပါတယ်။အဲ့ဒါကခြေသေးကိုသူ့ရဲ့ဓာတ်ကိုကင်ဖို့အချိန်လုံလောက်ရစေခဲ့ပေမဲ့ဒိုဇဲဂျာဟာသူတို့နှစ်ယောက်လုံးထက်ပိုတမာနေပါတယ်။တစ်ချက်တည်းနဲ့သူဟာခြေသေးရဲ့နှလုံးသားကိုထိုးဖောက်လိုက်ပြီးသူလိုချင်တဲ့အရာကိုရရှိသွားခဲ့ပါတယ်။အဲ့ဒါကတော့ဂျေသဲရဲ့တည်ဆုံးမှုပါပဲဒါကြောင့်ဂျေသဲဟာသူတိုက်ခိုက်ဖို့ကတိပြုထားတဲ့အမောင်ထုထဲမှာငြိမ်အသက်ခံလိုက်ရတဲ့မီရှုတိုင်တစ်ခုလိုကြာဆုံးသွားခဲ့ပါတယ်။ထိုယန်စီကအဆောင်လက်ဖွဲ့ကိုလူယူပြီးနောက်ဒိုဇဲဂျာဟာသူ့ကိုတက်လိုက်ပြီးအဆောင်လက်ဖွဲ့ကိုဘောရသာစီပေးအပ်ဖို့ငရဲပြည်ကိုထွက်ခွာသွားခဲ့ပါတယ်။တောအုပ်ထဲမှာတော့ရှွန်းနွန်တတဝါတွေဟာဂျေသဲရဲ့ရုပ်အလောင်းကိုတွေးရှိပြီးသူတို့ရဲ့မော်ပညာအရှိဆုံးနေရာကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီမှာသူတို့ဟာတဘာဝတရားရဲ့စွမ်းအားနဲ့ဂျေသဲရဲ့နှလုံးသားကိုပြန်လည်ပြုပြင်ပေးပြီးသူစတင်ခဲ့တဲ့အရာကိုအဆုံးသတ်နိုင်ဖို့အသက်ပြန်သွင်းပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာအင်ဒဇိုနဲ့ဝါဒဗိုတို့ဟာမကောင်းတဲ့အစီအစဉ်တွေရှိတဲ့မနက်သားကောင်းဆောင်ဘောရသာစီကိုခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။ဘောရသကဝါဒဗိုကိုအဖိုးတန်နဲ့မဟာမိတ်တယောက်ဖြစ်လာနိုင်မယ်လို့ယုံကြည်နေပါတယ်။သူမဟာတော်တဲ့သူခိုးတယောက်ဖြစ်လို့ဒိုဇီယာဂျာကိုသူ့ရဲ့နောက်လိုက်ဖြစ်အောင်လုပ်ခဲ့တဲ့နေလန်အတိုင်းသူမကိုကန်လန့်ခဲ့ပါတယ်။သူ့ရဲ့အောင်ပွဲခံမှုကိုအခုတော့ပိုတမာလာယုံတင်မကပဲခံနိုင်ရည်လဲပိုရှိလာတဲ့ဂျေသဲကနှောင့်ယှက်လိုက်ပါတယ်။အဲဇိုက
YFO ကိုကယ်တင်ဖို့တောင်းဆိုပေမဲ့မကြခင်မှာသူမအတွက်နောက်ကျသွားပါလိမ့်မယ်အကယ်လေးသူဟာသူမကိုကယ်တင်ချင်ရင်ဘောရဆတ်ကြောင့်အရင်ကထက်ပိုတမာနေတဲ့ဒိုဇီယာဂျာကိုရင်ဆိုင်ရမှာပါအင်ဇိုကတော့အင်အားအကြီးဆုံးမော်ဆရာဘောရဆတ်ကိုစိန်ခေါ်ဖို့အခွင့်အရေးကိုယူလိုက်ပါတယ်ဒါဝိတ်နဲ့ဂေါလီယက်တိုက်ပွဲလိုမျိုးမှာညဲသေးတဲ့ဟာဒိုဇီယာဂျာကိုမနက်သားမျိုးစေ့တစ်ခုမျိုးချခိုင်းပြီးအနိုင်ယူနိုင်ခဲ့ပါတယ်ဘောရဆတ်ကအင်ဇိုကိုလောင်ပြောင်ခဲ့ပေမဲ့ပညာရှိအိုကြီးကသူ့ခေါင်းပေါ်ကကြောက်တုံးတွေကိုပြစ်မှတ်ထားနေတာကိုသူသတိမထားမိခဲ့ပါဘူးကြောက်တုံးတွေပြိုကျလာတဲ့အခါဘောရဆာဟာအောက်မှာပြိမိတော့အားခဲ့ပါတယ်ကံမကောင်းစွာနဲ့ပဲဆေးရီဟာဝါယဗိုကိုကြီးမားပြီးသွေးစာနေတဲ့တတဝါကြီးအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်အဲ့ဒီတတဝါဟာသူ့ရဲ့သခင်တွေကိုမမတ်မိတော့ပဲဘောရဆာကိုဝါမျိုးလိုက်ပါတယ်တဲဆာထိုကေရေးတဲ့တခုတည်းကသာအဲ့ဒါကိုတားဆီးနိုင်မှာပါဒါပေမဲ့ဘောရဆာရဲ့အိုးထဲကနေအဆောင်လက်ဖွဲ့ကိုထုတ်ယူဖို့ဆိုတာကြီးမားတဲ့စတေးမှုတစ်ခုလိုအပ်ပါတယ်တဲတဲ့ဟာဒီစတေးမှုကိုလက်ခံပြီးအိုးထဲကိုသူ့လက်ကိုနှစ်လိုက်ပါတယ်ဒါပေမဲ့အဆောင်လက်ဖွဲ့အစားသူဟာမကောင်းမှုကိုအနိုင်ယူဖို့ကံပါလာတဲ့တန်ရှင်းတဲ့ဓာတ်ကိုဆိုအဲထုတ်လိုက်ပါတယ်တတဝါကြီးတေဆုံးသွားတဲ့အခါဝိုင်ဗိုဟာသူမရဲ့ခန္ဓာကိုယ်ထဲကနေပြန်ထွက်လာပြီးကံကောင်းထောက်မစွာနဲ့အသက်ရှင်ခဲ့ပါတယ်ဒီအဖွဲ့ဟာကမ္ဘာအကြီးဆုံးတိုက်ပွဲကနေလွတ်မြောက်ခဲ့ပြီးခဲသေးရဟာဓာတ်တစ်လက်ကိုရရှိခဲ့ပါတယ်ဘယ်မနဲ့သားမှမစိန်ခေါ်ရဲတဲ့ဓာတ်တစ်လက်ပါအခုတော့သူဟာအလင်းရဲ့အဆောင်ရှောက်ဖြစ်လာပြီးဟန်ချက်ညီမှုကိုထိမ့်သိမ်းဖို့သူ့ရဲ့တာဝန်ဟာစတင်ရုံပဲရှိပါသေးတယ်တကယ်တော့စစ်ပွဲဟာမနက်သားတွေနဲ့မဟုတ်ပဲအလင်းကိုစိုးမိုးခြင်းတဲ့လူသားတွေရဲ့အလိုဆန္ဒနဲ့ဖြစ်နိုင်ပါတယ်ကဲတင်ခြင်းအဟာလည်းပျက်စီးတတ်တယ်ဆိုတာကိုငါတို့မသိခင်အထိခဲသေးရဟာဘယ်နှစ်ကြိမ်လောက်ပြန်လည်မွေးဖွားရအောင်မလဲ